အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်2ရက်9လ2025ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါကနန်းတွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က38အချိန်ဖြစ်ပါတယ်1469နဲ့ကတ်မှာဖြစ်ပါတယ်ဗျ38အချိန်ကို1469နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါကနန်း10ကွက်ကတော့31343639 81848689ဆိုပြီးပေါကနန်း10ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းပေါကနန်းနေဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့38လုံးပိုင်းဖြစ်ပါတယ်38လုံးပိုင်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မထိမပေါက်ကီးသုံးလုံးကတော့345ကီးဖြစ်ပါတယ်345ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများတင်ပါတယ်ခုနှစ်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်